ပြန်မလာရတဲ့သူများဘဝကိုဒီနေ့ဟိုမှာကြံလို့ရှိရင်အိမ်တက်ဖယ်တယ်ညီမလေးသုံးဖို့မုံစားဖို့ပါလေတော့ဖယ်တာလက်လောက်တော့15သိန်းလောက်တော့လွှဲပြတယ်19နှစ်မှာအမေကတော့အိမ်မှာဈေးရောက်တာအဖေကတော့ကျမကြီးမကောင်းဘူးသမင်းစားရင်လားတခါကျရင်လက်ပတ်သမင်းတို့အိမ်ကရှိရှိအိမ်ပိုင်းမှာလေအဲ့လိုက်နဲ့စားမနဲ့2နာရီကနေစိုက်အောင်ကာလမရဘူးတော့အလုပ်သမားတွေအဲ့လိုပဲရောချစ်ချစ်လုံးအိမ်မဆိုပါအဖေကိုနေပြန်ကောင်းချင်မိသားစုစိတ်ချမ်းသာအောင်ထားချင်တယ်အဖေကိုကျမကြီးပိုးပြီးကောင်းစေချင်တယ်အဖေလေးတောင်းလို့တောက်တာလားပိုင်ရှင်လေးချောလို့တောက်တာအပြုံးလေးချိုလို့တောက်တာဗီတိုပဲနိုမှာပရိုတင်းနဲ့ကယ်လ်ဆီယမ်တို့ပါဝင်လို့စက်သားနဲ့ရိုးစစ်တွေတက်မှစေတာပေါ့ကနေဒါမှာပဲနယူးဇီလန်မှာတို့ပါဝင်တဲ့စီရီနီပညာသုံးဗီတိုပဲနိုမှာအာဟာရတွေအပြည့်ပဲအာဟာရပြည့်ဝကျန်းမာဖို့ဗီတိုပဲနိုဝေးရလားနမောင်က19နှစ်မှာအမေကတော့အိမ်မှာဈေးရောက်တာအဖေကတော့ကျမကြီးမကောင်း